အခုဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာကျွန်တော်တို့ပုံမှန်ဒါမျိုး squat ထိုင်တဲ့အချိန်မှာဒါမျိုးညာဘက်ဆောင်းသွားတာဘယ်ဘက်ဆောင်းသွားတာမျိုးတွေရှိရလို့ရှိလားမရှိဘူးဆိုရင်ကိုယ့်ကိုနောက်နေ့အောက်ပိုင်းထိုင်တဲ့အချိန်မှာဗီဒီယိုဖင်လေးရိုက်ကြည့်ပါတကယ်လို့ကို squat ထိုင်တဲ့အချိန်မှာဒါမျိုးတစ်ဖက်ဆောင်းသွားတဲ့အချိန်ရှိခဲ့တယ်ဆိုရင်မိတ်ဆွေတို့သတိထားဖို့လိုနေပါပြီသတိမထားဘဲနဲ့ရေရှည်ဒါမျိုးခေါင်းမာပြီးတော့အလေးတွေစွတ်ထိုင်နေမယ်တစ်ဖက်ကြီးဆောင်းပြီးထိုင်နေမယ်ဆိုရင်ရေရှည်မှာခါးနာတာတွေဒူးနာတာတွေဖြစ်လာနိုင်ပါတယ်ဒီတော့ဒါကဘာလို့ weight shift ဖြစ်တာလဲဆိုရင်တော်တော်များများဖြစ်တတ်ပါတယ်လူဆိုတဲ့သဘောတဘာဝကွာခြေထောက်တစ်ဖက်တောင်ဝင်တဲ့တစ်ဖက်ကပို့ပြီး dominant ပို့ပြီးတန်တက်ကြပါတယ်အဲ့လိုတန်တက်တဲ့အတွက်ကြောင့်မလဲကျွန်တော်တို့ဒီ muscle တွေကပို့ပြီး strong ဖြစ်လာပြီးတော့တိုက်ဖြစ်လာပြီးတော့ကျွန်တော်ပိုတန်တဲ့ဘက်ကလို့ပိုဆောင်းသွားတတ်ပြီးတော့မတန်တဲ့ဘက်ကအကျန်နေတတ်ပါတယ်ဒီကောင်က weight ဘာလို့ဆောင်းလာလဲကတော်တော်များများကဒီ glute medius muscle တွေ core muscle တွေဒါမှမဟုတ်ကျွန်တော်ဒီ ankle mobility တွေ hip mobility တွေရောကြတာကြောင့်ဖြစ်တာများပါတယ်ဒီတော့ဒီပြဿနာလေးကိုကျွန်တော်ကဘယ်လိုဖြေရှင်းရမလဲဆိုရင် exercise ၄မျိုးနဲ့ကျွန်တော် demonstrate လုပ်ပြပါမယ်ဒါကတော့ဒါအခြေခံချက်လေးတွေပေါ့တချို့ဒီထက်ပိုပြီးတော့ဒီ muscle imbalance ဖြစ်တာ injury ရှိဘူးတာအခြားအကြောင်းတွေကြောင့်တော့ဒီ၄ခြင်းငယ်လေးမျိုးနဲ့ problem solve မဖြစ်သွားတာဖြစ်နိုင်ပါတယ်အဲ့လိုမျိုးမဖြစ်ဘူးဆိုရင် injury ရှိနေတယ်ပိုပြီးခါးတွေပိုင်းနားတဲ့ဆိုရင်တော့ဒီထက်ပိုပြီးကျွမ်းကျင်တဲ့ physiotherapy or ဒီထက်ပိုကျွမ်းကျင်တဲ့ rehab trainer တွေအကျဉ်းချင်းယူသင့်ပါတယ်ဒါကတော့ကျွန်တော်လည်း weight shift ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်လုပ်တဲ့လေ့ကျင့်ခန်းလေးကို share လုပ်ပေးမှာဖြစ်ပါတယ်ပထမတစ်မျိုးကကျွန်တော်ဒီရဲ့ group เนาะ muscle ကို strength ပေးမယ် activate လုပ်ပေးမယ် okay ဒီလိုအပေါ်မှာမယ်သွားမယ်1 2တစ်ဖက်ကိုငါးစီကစားမယ်โอเคနောက်တစ်ဖက်ကိုလည်းအဲ့လိုပဲမာမယ်ရှေ့ကိုလာမယ်1 2တစ်ဖက်ကိုငါးကသုံးစီကစားမယ်နောက်တစ်မျိုးကသွားမယ်1 2 3 okay နောက်တစ်ဖက်ကစားမယ် 1 2 3 okay နောက်တစ်မျိုးပါမယ်1 2 3 1 2 3ဒီလေးချင်းရဲ့၃မျိုးလုံးကိုတစ်မျိုးကို၅ချိန်နဲ့10ချိန်၃ကြောကြီးကစားပါမယ်နောက်ဆုံးတစ်မျိုးကတော့ကျွန်တော်ဒီ hip mobility အတွက်90လို့ခေါ်တယ်ကျွန်တော်ကနည်းနည်းလေး mobility မကောင်းတာပေါ့ခါနည်းနည်းပါတယ်မိတ်ဆွေတို့ကရတယ်ဆိုရင်ခါကိုလုံးဝဒီလိုလုံးဝကိုယ်ဒီကိုညှစ်ထားမယ်ပြီးမှလှည့်မယ် okay ဘယ်ညာပေါင်းမှ1 2 3 4 ညမယ်5 okay ကျွန်တော်ဒါ hip mobility ပြီးသွားပြီဆောနာက glute clamshell က glute medius အတွက် strength ပေးတာခြေထောက်အပေါ်မြောက်ပြီးဝိုက်တာလဲ glute maximus medius အတွက် strength ပေးတာ weight shift ကတော့ကျွန်တော်ရဲ့ဒီ hip mobility เนาะ joint အတွက်ပို့ပြီးတော့ range ပို့ပြီးကြည်ဆွဲနိုင်အောင်လို့ကျွန်တော် mobility ပေးတာအခုနောက်ဆုံးတစ်မျိုးကတော့ကျွန်တော်ရဲ့ဒီ ankle ခြေချင်းဝက်တဲ့ပေးမယ်เนาะကျွန်တော်ဒီခြေချင်းဝက်ဒါမျိုး mobility အရှိမသွားနိုင်တဲ့အချိန်မှာလဲ weight shift အရှိရောနောက်ဘေးရောညာဖြစ်တတ်ပါတယ်အဲ့တော့ဖြည့်ပေးမယ်10 second ဒီ1 okay နောက်တစ်ဖက်ကလည်းအဲ့လိုပဲ1 2 3 okay ဒါတွေကတော့ကျွန်တော် weight shift ဖြစ်တဲ့အချိန်မှာကျွန်တော်ပြန်ပြီးတော့ corrective is လုပ်တဲ့ exercise လေးတွေကိုမိတ်ဆွေတို့အတွက်လည်းအကျိုးရှိမယ်ထင်လို့မြောက်ကလေးဖြစ်ပါတယ်အားလုံးအဆင်ပြေကြမယ်လို့ထင်ပါတယ်